မိဘေးကြီးတက်တာကြုံတတ်တယ်ရေဘေးကြီးတက်တာကြုံတတ်တယ်နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရားဒါတစ်ခေတ်တစ်ခါမှာမရှောင်မလွှဲနိုင်လောက်အောင်လူတွေမှာကြုံတယ်မြန်မာပြည်မှာလည်းပဲတစ်ချိန်တုန်းကကြုံခဲ့ပြီလေဘုန်းကြီးတို့လူဘဝရောက်တဲ့အချိန်1942မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အခါမြန်မာပြည်ကိုဂျပန်တွေဝင်လာဒါစစ်ဘေးစစ်ဒဏ်ခံရတာပဲပေါ့အဲ့ဒီစစ်ဘေးစစ်ဒဏ်နဲ့တည်ဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမန္တလေးမြို့ကနန်းတော်ကြီးဆိုတာလဲဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ဆုံးရှုံးသွားတာဒီပေါင်းမင်းတို့စုဖျားလက်တို့နောက်ဆုံးလှူသွားတဲ့မြတော်ကျောင်းကြီးဆိုတာလဲအဲ့ဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ပျက်စီးသွားတယ်အများကြီးဆုံးရှုံးနစ်နာသွားတာဒါစစ်ဘေးစစ်ထံခံရတာပေါ့နော်အဲ့တော့ဘေးဆိုတာရမယံခါဒီလိုကြုံရတတ်တာဒါတွေကခုနပြောသလိုကံလို့ပြောလို့မရဘူးအကုန်လုံးကံတော့ပါတာပေါ့တိဒံကံလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာအဲ့ဒါမျိုးကြတော့တိဒံကံလို့မပြောဘဲနဲ့ဝတ္တတေဝေသောဒေါသောတဲ့တန်တရားဝတ်ထဲမှာဖြစ်ရခြင်းအပြစ်ပဲဟာဒီလိုချုံးငုံပြီးတော့ပြောလိုက်တာနော်ဝဆင်းရလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူးမိဘေးကြီးတက်နေမိတွေလောင်းနေဟိုမန္တလေးမျိုးဆိုခဏခဏအရင်တော့ကမိလောင်တာအလုံးကြုံနေကြတာဒီမိဘေးတက်နေဆိုဒါလည်းကြောက်စရာဘေးတစ်ခုဖြည့်ဆည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတက်နေကဘာမှာလည်းကြားနေရတာပဲဟိုနာရေလွှမ်းဒီနာရေလွှမ်းရေကြောင့်ပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဟောစစ်ဘေးစစ်တံကြုံရတဲ့နိုင်ငံတွေကြုံနေတာပဲအဲ့ဒါလို့ကြုံပြီးတော့ဒီယမယံခါအကန့်အသတ်နဲ့ဆိုတာလို့ယမယံခါကျတော့အကန့်အသတ်ဘောင်ကိုကြော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲဟောအဲ့ဒါလို့ကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလို့ဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့တာအမိမကယ်နိုင်လောက်အောင်ကြီးမားတဲ့ဘေးကြီးတွေလို့သူတို့သတ်မှတ်ကြတယ်မိဘေးကြီးကြုံတယ်ရေဘေးကြီးကြုံတယ်တချို့မိသားစုရေမီးတဲ့ပါသွားတယ်ရေတဲ့ပါသွားစစ်ဘေးစစ်တမ်းထဲမှာဒီလိုသေဆုံးသွားကြတယ်သားနဲ့အမိတကွဲတပြားဖြစ်ပြီးတော့သားကလည်းအမေကိုမကယ်နိုင်ဘူးအမေကလည်းပဲသားကိုမကယ်နိုင်ဘူးအဲ့ဒီလိုဘေးမျိုးတွေကြုံတယ်လို့မြတ်စွာဘုရားအဲ့ဒီသုတ်တံမှာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလောကမှာကြုံတွေ့ရတဲ့ဘေးတွေကိုအမာတာပုဒ္ဓိကသားနဲ့အမိတဦးနဲ့တဦးအပြန်လှန်မကူညီနိုင်တဲ့ဘေးလို့သတ်မှတ်တယ်သို့တော့မြတ်စွာဘုရားကအဲ့ဒါတွေဟာကဲတင်ဖို့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တဲ့တကယ်အမိနဲ့သားမကယ်နိုင်တဲ့ဘေးဆိုတာဒီဘေးကိုပြောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကစရာဘေးဗျာတိဘေးမရဏဘေးတဲ့အဲ့ဒါတော့လုံးဝကိုမကယ်နိုင်တာပဲသိချာသို့တော့ပုရုဇဉ်တွေကတော့အိုးလာတာကိုဘေးလို့မထင်ဘူးနာတာကိုလည်းဘေးလို့မထင်ဘူးသေတာကိုလည်းဘေးလို့မထင်ဘူးပေါ့မြတ်စွာဘုရားကအဲ့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဘေးကိုလားဘေးလို့ဒီလိုဟောတယ်အဲ့တုတ်တယ်ကဲအခုကြည့်လိုက်မယ်ဆိုရင်ကကြီးသုံးပါးဆိုတာလောကကဘာလူသားတွေမှာယမယံခါကြုံတွေ့နိုင်တဲ့အခြေအနေဆိုးကြီးတွေဘေးဆိုးရန်ဆိုးကြီးတွေလို့ဒီလိုပြောတာနော်ကဲဒါဖြင့်ဒီလိုဘေးဆိုးရန်ဆိုးကြီးတွေဟာဘသူကြောင့်လောကမှာဘေးအန္တရာယ်တွေပေါ်ရထလဲလို့အဖြေရှာတဲ့အခါမှာမြတ်စွာဘုရားကသုတ်တံတစ်ခုမှာဟောထားတယ်အဲမြတ်စွာဘုရားဟောထားတဲ့သုတ်တံအရာဆိုလို့ရှိရင်ယာနိကာနိစိဘိက္ခဝေဘယာနိ
ဘာလာတော့ဥပ္ပစ္ဆန္တိနောပဏိတတော်တဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူဆိုးကိုခုခေတ်လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့ထဲမှာလိမ်မာပြီးတော့မသိတတ်တဲ့လူလည်းလူမိုက်ပဲလိမ်တော့လိမ်မာတယ်မသိတတ်ဘူးအသိဉာဏ်မရှိတဲ့လူဟာလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့မေးလို့ရှိရင်လုံးဝအသိဉာဏ်ကင်းမဲ့တဲ့နလဘိန်းတုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ပေါ့အကြောင်းအကျိုးအကောင်းဆုံးမသိဘူးမသိတဲ့အခါမှာသူတို့လုံးသမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကားလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုးသွမ်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်မဟုတ်ဘူးအဲ့ဒါလောက်တည်းမကဘူးလူမိုက်ဆိုတာအဲ့ဒါကြောင့်မို့လူမိုက်ရဲ့အဓိပ္ပာယ်ကိုဖော်တဲ့အခါမှာတဲ့ဘယ်လိုအဓိပ္ပာယ်တွေပေးတုံလို့ဆိုဘာလဆိုတဲ့စကားလုံးမှာဘာဆိုတာနှစ်ကဏ္ဍကိုပြောတာလာဆိုတာကဖြည့်ဆည်းတယ်အကျိုးနှမျိုးကိုဖြည့်ဆည်းတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြည့်ဆည်းတယ်နောင်ဘဝအတွက်အကျိုးလည်းဖြည့်ဆည်းတယ်ဆိုလိုတာကဒီဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်နောင်ဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြည့်ဆည်းပြစ်သူနောက်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြည့်ဆည်းပြစ်သူအဲ့ဒီပုဂ္ဂိုလ်မျိုးကိုဘာလာလို့ခေါ်တယ်တဲ့ဒါက definition တစ်ခုနောက်တစ်ခုကအကျိုးမဲ့နှမျိုးကိုရယူတတ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာနောင်တန်တရားမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလပဲတဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့ဆိုရင်နှာခေါင်းကလေလေးထွက်လေဝင်လေလေးအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိပဲနဲ့အသက်ရှူယုံမြအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလလို့ခေါ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသူလုံးသမျှအများအတွက်ဒုက္ခတွေဖြစ်တတ်တယ်ပေါ့50ဇက်ထဲမှာရှိတယ်လေသားမိ2ယောက်ဆံဖော့နေတာဆံဖော့နေတဲ့အခါကျတော့အမေခေါင်းကိုမှက်ကဝင်ကြိုက်တာကြိုက်တော့အမေလို့သူကငါသမီးငါနှစ်ဖူးမယ်မက်ကြီးတွဲနေတယ်မောင်းစမ်းမှဆိုတော့ဘာလို့တုံးဆိုရင်ချပွေးနဲ့ကောက်ပြီးနှစ်ဖူးထုသူကတော့မှက်ကိုထုတာပဲဒါပေမဲ့သေတော့အမေသေသွားတာမှက်ကတော့ပြန်သွားတာပေါ့သူ့ပဲအထုခံအဲ့ဒါလို့ဖြစ်မယ်ဆိုတာကိုမသိတာပြီးတော့မှငိုတဲ့သူ့အမေသေးသွားမှငိုတာအဲ့ဒါမျိုးကိုဘာလလို့ခေါ်တာအဲ့ဒါလို့မသိမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာတခုလုံးလိုက်လို့ရှိရင်ဒုက္ခရောက်ဖို့ကြီးပဲဖြစ်တာမျိုးမင်္ဂလာတုတ်ထဲမှာဟောတဲ့အသေဝနာသဘာလနံဆိုတာအဲ့ဒါမျိုးတွေကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကလည်းဒီမှာဟောထားတယ်လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကလူသားတွေဒါကြောင့်မို့ဏီတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်ဏီတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်လူမိုက်မိတ်ဆွေကိုမပေါင်းနဲ့လူမိုက်မိတ်ဆွေပညာရှိယန္တုကိုပေါင်းတာကောင်းသေးတယ်ပညာရှိတဲ့ယန္တုကလူမိုက်မိတ်ဆွေတဲ့ပိုကောင်းတယ်ကောင်းကျိုးချမ်းသာဖြစ်စီနိုင်သေးတယ်လူမိုက်မိတ်ဆွေဟာမိတ်ဆွေတော့မိတ်ဆွေပဲဒါပေမဲ့လူမိုက်ဖြစ်နေသည့်အတွက်ကြောင့်ဘာမှမသိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကအန္တရာယ်ပို့ပြီးတော့ပေးတယ်လို့ဒီလိုဆိုတာဏီတိကျမ်းနေမှာမြတ်စွာဘုရားကလည်းဒီမှာဟောထားတာလောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့ဥပမာပေးတယ်မာရီပြောနေကြစကားတစ်ခုပေါ့အမိုက်ကစပြတ်သက်မီးလောင်ဆိုတာ
လောကမှာတန်ဖိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတန်ဖိုးမရှိတဲ့အမိုက်ပုံကနေစတာတန်ဖိုးမရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတန်ဖိုးရှိတဲ့တိုက်တဲ့အိမ်တွေကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ဆိုးကြီးဟာတန်ဖိုးရှိတဲ့လူတွေပါသွားနိုင်တယ်ဒီလိုဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ဘေးရအန္တရာယ်ဆိုတာဟာတန်တရားထဲမှာရှိနေလို့ရှိရင်တော့ကြုံနိုင်တယ်ဘယ်သူကြောင့်ကြုံတာတုံးဆိုရင်မြတ်စွာဘုရားရဲ့လူမိုက်ကြောင့်ကြုံတာတဲ့မသိမလိမ္မာတဲ့ပုဂ္ဂိုလ်တွေကြောင့်အန္တရာယ်ဆိုတာဒီလိုပဲကြုံတတ်တယ်နောက်တစ်ခါလောကကြီးတစ်ခုဒီယောဂတွေများပြီးတော့ဘဝမှာအစင်မပြေဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့လူသားတွေနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်မှုရှိပုံကိုမြတ်စွာဘုရားကအတ္တမိကသုံးမှာဟောထားတာရှိသေးတယ်အမှန်တမ်းမှတ်သားစရာကောင်းတယ်မြန်မာစကားမှာလည်းရှိတယ်လေဒါတွေကဒီလောကကြီးတစ်ခုလုံးဟာကြီးပွားတိုးတက်ဖို့ကြီးပွားတိုးတက်မှုမှာလည်းပဲခေါင်းဆောင်အရေးကြီးတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြည့်ဘုရားကုံတော်ကိုပါထဲမှာတတ္ထာဒေဝမနုဿာနံဆိုတာရှိတယ်နတ်လူတို့ရဲ့ဆရာလို့တတ္ထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်တုံးလို့ဆိုတာကိုအထက်ကရာကျမ်းတွေကဘယ်လိုဖွင့်နှုံဆိုဆရာဆိုတာတပည့်တွေရဲ့လက်ရှိဘဝအကျိုးရရှိအောင်ဆောင်ရွက်ပေးနိုင်တယ်တမလွန်ဘဝအကျိုးရရှိအောင်လည်းဆောင်ရွက်ပေးနိုင်တယ်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတဲ့အလွန်မွန်မြတ်တဲ့အကျိုးတရားကိုလည်းရအောင်ဆောင်ရွက်ပေးနိုင်တယ်ဒီအကျိုးစီးပွားတွေကိုရရှိလာအောင်အခြေအနေကောင်းတွေကိုဖန်တီးပြီးတော့ဆုံးမသွန်သင်ပေးတယ်မှာတကယ်ဆရာတာတတိအနုတာတတိတိတတ္ထာဆိုဒီအဓိပ္ပာယ်နဲ့ဖွင့်တယ်နော်ဆုံးမတယ်ဆိုတာဘယ်လိုဟာတော့ဆိုရင်ဒီဘဝမှာရရှိနိုင်တဲ့အကျိုးတရားတွေရရှိစေနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။နောင်ဘဝမှာရရှိနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။အဲ့ဒါဘာလဲလို့ဆိုရင်ကြည့်လေမြတ်စွာဘုရားကသဗ္ဗပပတ္တအာကရဏအကုသိုလ်တွေကိုရှောင်ကြမလုပ်ကြနဲ့ကုသလတုပတ္တမရာကုသိုလ်စိတ်တွေကိုကုသိုလ်တရားတွေမိမိတို့တဏ္ဍာမှာပြည့်စုံအောင်လုပ်ကြသစိတ်တပရိယောတပနံကိုယ်စိတ်လေးကိုဖြူစင်အောင်ထားကြလို့ဆိုတာဒါအခြေအနေကောင်းတွေရအောင်ဖန်တီးပေးတာလောကမှာမရဲကဲတင်တယ်ဆိုတာစကားသာရှိတာတကယ်မတာမရှိဘူးမတာရှိမရှိဆိုတာကိုယ့်ကိုစဉ်းစားကြည့်ကိုယ်သားသမီးကိုကိုယ်ပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်လားစဉ်းစားကြည့်ပေါ့မိဘကသားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်တာဘယ်အတိုင်းတာတုံးလို့မေးမယ်ဆိုရင်ပိုက်ဆံအကုန်ခံပြီးတော့နိုင်ငံခြားပို့ရင်ပို့မယ်ကျောင်းကောင်းကောင်းထားပေးနိုင်တယ်ဆရာကောင်းကောင်းအပ်ပေးနိုင်တယ်ဒါပဲလုပ်နိုင်တာဒီတဲ့မိဘကကျောင်းကိုယ်သားသမီးကိုပညာတတ်အောင်လုပ်မပေးတာဘာလုပ်ပေးတာတော့ဆိုတော့အခြေအနေကောင်းတစ်ခုဖန်တီးပေးတာပဲလေဖြစ်နိုင်တာဒါပဲအဲ့ဒီမှာကိုကကျောင်းကောင်းကောင်းထားပေးတယ်ဆရာကောင်းကိုအပ်ပေးတယ်သို့သောသူကမကြိုးစားဘူးဆိုပညာတတ်မဖြစ်ဘူးတချို့မိဘတွေဆိုနိုင်ငံခြားလွှတ်လိုက်တယ်ပညာတတ်ဖြစ်မလာဘဲနဲ့ပျက်စီးလာတာတွေလည်းရှိတယ်အဲ့တော့ဆိုလိုတာကမိဘကသားသမီးကိုပညာတတ်စေချင်တာကိုမလို့မရဘူးလို့အခြေအနေကောင်းပဲဖန်တီးပေးနိုင်တယ်ဆိုတာဒါထင်ရှားတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားကတတ္တဝါတွေကိုကဲတင်ញင်တယ်ဆိုတာအခြေအနေကောင်းပဲဖန်တီးပေးလို့ရတယ်အခြေအနေကောင်းပဲဖန်တီးပေးလို့ကိုယ့်အကိုလုံးကြဒါမှမဟုတ်မြတ်စွာဘုရားအတ္တဟိအတ္တနောနာထောလို့ခေါ်တာဟာကိုယ်တိုင်မလုပ်လို့ဘာမရဘူးမြတ်စွာဘုရားကဘလို့အခြေအနေကောင်းတွေဖန်တီးပေးတော့ဆိုရင်ကြည့်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိတိဘုဒ္ဓောမြတ်စွာဘုရားဟာတတ္တဝါတွေတဏ္ဍာမှာအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့အကြောင်းတရားတွေကိုဖြစ်ပေါ်စေပြီးတော့အကျိုးမဲ့ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုမဖြစ်အောင်နိလန်းဖော်ပြပေးပြီးတော့တတ္တဝါတွေကိုဒုက္ခ